ကာကြီးခါခွေခငယ်ကာကြီးငါဒါကာကြီးဥသိတဲ့အလုံးငါလုံးစာလုံးစလိန်ဇာခွဲဇမြစွဲညဒါတအုပ်စုဒါတလင်းရိတ်ထောင်းမဲ့တိုင်းကောင်းတိုင်းမုံနာကြီးတောင်းမှုထဆင်သူဓာတွေဓာဝဲချိုက်နာငယ်ပါသောဘဝထုဘာလက်ချိုက်ဘာကုန်မအုပ်စုကြီး၅ခုရှိတယ်ဟောဒီဘယ်ဘက်အစွန်မှာကာကြီးလေးရှိတယ်စာလုံးရှိတယ်တာတလင်းရိတ်ရှိတယ်တောင်းမှုရှိတယ်ပါသောဟောဒီညာဘက်မှာငါရှိတယ်ညရှိတယ်နာကြီးရှိတယ်နာငယ်ရှိတယ်မရှိကြည်နော်ဗမာစာတော်အောင်ရောင်းအောင်စာမဟုတ်ဘူးနိုင်ငံငယ်လေးမဟုတ်လို့ကဘာမကြောတာဟောဒီမှာကြည့်အသက်တတ်ရင်ဘယ်အလုံးနဲ့ညာအလုံးတတ်တယ်အလဲကောင်ကသုံးလုံးမတတ်ဘူးတတ်ရင်ဗမာစာမဟုတ်ဘူးမရှုပ်နဲ့ကျွန်တော်ထပ်ရှင်းအောင်မယ်ကာယေကသကဲ့ဟာဘယ်လုံးကဲ့ကာယေငါသကင်ခါခွေးတတ်တာမရှိဘူးခါငယ်တတ်တာမရှိဘူးခါကြီးတတ်တာမရှိဘူးရှင်းရင်ဗမာစာမဟုတ်ဘူးပါဠိသက်လာတာပါဠိသက်ကာယေသတကဲ့ကာယေညတကီဟာစာလိတတ်တာမရှိဘူးဇာခွေးတတ်တာမရှိဘူးဇမြင်စွဲတတ်တာမရှိဘူးတော်အောင်စာမဟုတ်ဘူးဒါဒီဘာလို့ဘယ်သူဖြောက်ပြစ်ခဲ့တာတော့ဘယ်သူမတက်အောင်လုပ်ပြစ်ခဲ့တာတော့အဲ့ဒါဒုတိယကျော်အောင်စံထားရဲ့ဝါရတပကာလတိမှာဟောတော်ကြီးရှိတဲ့စာအုပ်ကြီးတွေမှာထပ်ပြောအောင်မယ်ဟောဒီဘယ်လုံးကာကြီးရဲ့စာလုံးရဲ့တသလေးကြီးရဲ့တာဝူရဲ့ပါဆောက်ကတိုက်ရင်အမှန်မပြောင်းရဘူးဟောတဲ့ငါရဲ့ညရဲ့နာကြီးရဲ့နာငယ်မရဲ့တတ်ထားရဲ့ပထမခေယာကတတ္တိယခေယာကပြောင်းထွက်ရတယ်ကျွန်တော်ရှင်းမအောင်မယ်မရှုပ်ပါနဲ့တရက်ပင်ကာကြီးတတ်ထားတဲ့နောက်ကပင်ဟာပင်မှာပဲဇပြစ်ပင်စာလုံးတတ်ထားတဲ့နောက်ကပင်ဟာပင်မှာပဲစိတ်ညစ်တယ်ဗျမန္တလေးမှာအဲ့ဒီဟာတွေလာနေတယ်ကျွန်တော်ဘယ်နဲ့လောက်မှလည်းမသိဘူးစိတ်ဓာတ်တော်တော်ကြတယ်ညောင်ပင်လေးသေးသေးလေးညောင်ပင်လေးသေးသေးလေးကျွန်တော်ရိုးပြောမယ်ဖင်ကြီးဆောင်ကံပြစ်ချင်တာညောင်ပင်လို့မထွက်ရဘူးဗျငါနဲ့ဟာညနဲ့နာကြီးရဲ့နတ်ငယ်မတ်တတ်တဲ့နောက်ကအာဟာပထမအခေယပါစောက်ဒုတိယခေယဖောက်ထုတ်တတိယခေယဘာလိုက်ချိုက်တန်ထွက်ရတယ်ညောင်ပင်ဟာဒုက္ခပဲဒီလူစီးနဲ့ကန်နဲ့ဟာကိုဘာလို့မတက်အောင်လုပ်ခဲ့တာပါလေညောင်ပင်နော်ချစ်တယ်ကြိုက်တယ်ချစ်စာလုံးတတ်ထွက်တဲ့နောက်ကတေဟာတာဝမှုသာမယ်ချစ်တယ်ကြိုက်ကာကြီးနောက်ကတေဟာလဲတေပဲခင်တေမင်းတေမဟုတ်ဘူးငါတတ်ထွက်တဲ့နောက်ကတောင်းမှုပထမအခေယထဆင်သူဒုတိယအခေယတတိယအခေယကဓာရွေးသာထွက်ရပါတယ်ဗျာခင်တေမင်းတေအောင်မလေးကောင်းလိုက်တဲ့စာပေပါခညညစာပေများမအောင်မေ့မနေပါနဲ့အကုန်ဖြက်ပြစ်တာဗျာ